ကျေးဇူးတော်ရှင်ဧကမဟာပဏိတမုဂုတ်ဆရာတော်ဖျားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံပေါ်တွင်24ရက်2လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောလူမိုင်းနှင့်လူလိမ္မာတရားတော်ကိုကြည့်ကြပါလို့တိုက်တွန်းလိုက်တယ်။ဘာကြည့်ရခန္ဓာပရိစ္ဆာသမုပ္ပါဒ်ကိုကြည့်ရမယ်လို့ဆရာဘုန်းကြီးတိုက်တွန်းခန္ဓာပရိစ္ဆာသမုပ္ပါဒ်ဆိုတဲ့ဥစ္စာကတရားဓမ္မတို့စာမှာတော့၃မျိုးဆက်ထားတယ်မှန်ပါစာမှာတော့၃မျိုးဆက်ထားတယ်၃မျိုးပဲဆက်ထားတယ်လို့မှတ်ထားပါတို့လည်းရှိသလားလို့မေးတဲ့အခါကျတော့ဩအတိတ်ကဟလလွန်မိတာအနာဂတ်ကလည်းမရောက်သေးယခုပြစ္ဆုတ်ပံရေးကြည့်ပါလားဆိုတော့ပေါ်လာတယ်မှန်ပါသဘောကျမှန်ပါယခုပြစ္ဆုတ်ပံမှာလဲတခါစဉ်းစားပါဦးယခုဖြစ်ဆဲမှာအရေးကြီးတယ်မှတ်မှန်ပါယခုပြစ္ဆုတ်ပံမှာလဲယခုဖြစ်ဆဲပရိစ္ဆာသမုပ္ပါအရေးကြီးတယ်လို့မှတ်ပါဒါဖြင့်ယခုဖြစ်ဆဲပရိစ္ဆာသမုပ္ပါကိုသိပါမှဩယခုအိဋ္ဌာရောက်တာယခုဒုက္ခသစ္စာဖြစ်တာပေါ်မှာပဲမှန်ပါပါနမလို့ရှိရင်ဖြင့်ဩခန္ဓာကြီးကဒုက္ခသစ္စာပဲခန္ဓာကြီးကအိဋ္ဌာပဲလို့ဆိုပင်ဆို냐တော့လေတဲ့ယခုပေါ်တာမှယခုမသိတဲ့ပုဂ္ဂိုလ်ယခုပေါ်တဲ့ပရိစ္ဆာသမုပ္ပါမှာယခုမသိကြဘူးလို့ဆိုကြလို့ရှိရင်ဖြင့်တရားဓမ္မတို့ပြောဆိုပြီးသားသာမလာတဲ့အတိုင်းသာဒုက္ခသစ္စာလို့မှတ်တဲ့အိဗယ်ပဲရောက်တယ်။ကိုယ်ညာအောက်မှာရောက်တဲ့ဒုက္ခသစ္စာအဖြစ်အနိစ္စအဖြစ်ကိုဘယ်နည်းနဲ့မှမတွေ့နိုင်ဘူး။မှန်ပါပါ။ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီယခုခန္ဓာဖြစ်တဲ့စဖြစ်တဲ့ပရိစ္ဆာသမုပ္ပါဟာအလွန်ရေးကြီးတယ်လို့မှတ်ပါ။မှန်ပါပါ။ကောင်းပြီဒါဖြင့်ပရိစ္ဆာသမုပ္ပါကတော့ဖြင့်လူတိုင်းပဲပရိစ္ဆာသမုပ္ပါပြတ်တယ်လို့မရှိဘူးပရိစ္ဆာသမုပ္ပါဖဲဖြစ်ပေါ်ပေါက်ပြီးနေတာပဲပုဂ္ဂိုလ်တ attva ဖြစ်တယ်ဆိုတာအပြောမျှသမုဒိသစ္စာနဲ့ကသာပြောရဆိုရစင်ရတော့ပရိစ္ဆာသမုပ္ပါဆိုတဲ့နန္ဒမတွေနဲ့နေကွာယုတ်ဓမ္မတွေဆက်ဆက်ပြီးဒီကလာနေတာပဲတစ်ခုချုပ်တစ်ခုဖြစ်တစ်ခုချုပ်တစ်ခုဖြစ်နေဒီလိုသာနေတာတွေသာရှိပါတယ်လို့မှတ်ကြစမ်းပါကောင်းပြီဒါဖြင့်လူလိမ္မာမှာလဲတရားဓမ္မတို့ပရိစ္ဆေသမုပ္ပါဆက်စားပြီးဒီကလာနေတာပဲမှန်ပါဗျာဒါကလူမလိမ္မာတဲ့လူပိုက်တွေမှာလဲနောက်နိုင်ငံမှာရှိတဲ့ခရစ်ယာန်မာမေရင်ဟိန္ဒူဂျိန်းအစရှိတွေတော့မှာလဲပရိစ္ဆေသမုပ္ပါနဲ့သူတို့အသက်ရှင်နေတာပဲလို့မှတ်လိုက်စမ်းမှန်ပါဗျာဘုန်းကြီးတရားဓမ္မတွေလည်းဘာနဲ့သက်ရှင်နေလဲကောင်းပြီဒါဖြင့်ဒါလူလိမ္မာတွေလည်းဒါနဲ့သက်ရှင်လူလိုက်မှာလူမိုက်မှာလည်းဒါနဲ့သက်ရှင်ပြီးဒီကလာနေကြတာပဲကောင်းပြီဒါလေးမှတ်ထားတော့ဩသက်ရှင်နေကြတာကဖြင့်ပဋိစ္စသမုပ္ပါနဲ့ပဲရှင်နေကြတယ်လို့ဆိုချက်ဆိုတော့မှန်ပါပါဘာနဲ့သက်ရှင်နေလဲပဋိစ္စသမုပ္ပါနဲ့သက်ရှင်နေတယ်လို့တရားဓမ္မတွေမှတ်လိုက်စမ်းပါတရားကိုလွယ်လွယ်မှားမှားနဲ့မယူဘဲနဲ့သေသေးချာချာအခုမိမိဟာဘုရားနဲ့သက်ရှင်နေတယ်ဆိုတော့သိဖို့ရသိရေးကြည့်ပါလေခင်ဗျားတို့မှတ်ထားတာကကံကောင်းလို့သက်ရှင်နေတယ်ဆိုတဲ့အိဗယ်ပဲမှတ်ပြီးဒီကလည်းထားကြတယ်ရှင်စစ်တော့ပြန်သေချာစဉ်းစားကြည့်တော့ခုပေါ်တဲ့စိတ်နဲ့သက်ရှင်နေတယ်ကံကောင်းလို့သက်ရှင်နေတာကဘဝင်မရှိတယ်အိတ်နေတဲ့အခါသက်ရှင်နေတာတော့ဘဝင်နဲ့ရှင်နေတယ်ဒီပြန်အချိန်မှာသက်ရှင်နေတာတော့ဖြင့်တရားဓမ္မတော့ကံနဲ့မဆက်ပါဘူးအာယုံ द्वार တွေနဲ့ဆက်ပြီးအသက်ရှင်ပါတယ်လို့ဆိုလိုက်ပါတော့မှန်ပါပါဒါပြန်အသက်ရှင်ပုံမျိုးမျိုးပေါ့လေအဲ့နေတော့မှရှူလိုက်ရှဲလိုက်ရှူလိုက်ရှဲလိုက်ရှူရှိတဲ့စိတ်ကလေးနဲ့အသက်ရှင်မနေဘူးလားရှင်းပါဗျာအဲ့ဒါကတော့ကောင်းရင်ဖြစ်တဲ့ဘဝင်စိတ်နဲ့အသက်ရှင်နေတာလို့မှတ်ထိုက်တယ်မှန်ပါဗျာဘာနဲ့အသက်ရှင်ဒါကပရိစ္ဆေသမုပ္ပါဒလွတ်ပါရဲ့လားမလွတ်ပါဘူးတဲ့ဘဝင်စိတ်ဖြစ်နေတာပဲတဲ့ဘဝင်စိတ်တစ်ခုဖြစ်တစ်ခုချုပ်တစ်ခုဖြစ်တစ်ခုချုပ်နေအသက်ရှင်နေတာပဲအမှန်တန်ရှင်းပါ
ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အစကစားပြီးဒီနေ့ဘာလပဏိတတုတ်ကိုဒကာဓမ္မတွေရှင်းရှင်းလင်းလင်းနဲ့ဩတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဘာလပဏိတဘာလကလူမိုက်ပဏိတကပညာရှိလူမိုက်တဲ့လူတွေမှာဒီဘယ်အချိန်မှထူးခြားစွာဖြစ်ရမှာလဲဆိုတဲ့အမေးဟာဘုရားသခင်ကိုရမကြီးနိဒာနဘကတန်ရုပ်ပါဠိတော်ကြီးမှာသေသေးချာချာဟောတယ်လူမိုက်တဲ့လူတွေမှာဘာထူးတုံးกว่าလူမိုက်တဲ့လူတွေမှာလာဘုံမှာအတူတူပါပဲกว่าလူမိုက်တဲ့လူတွေမှာလာဘုံမှာအတူတူပါပဲတဲ့ဒကာဓမ္မတွေလူမိုက်တဲ့လူတွေမှာလာဘုံမှာအတူတူပါပဲဆိုတော့သူလဲဝိဇ္ဇာပြည့်စရာသင်္ခါရမှန်ပါဒါဒကာဓမ္မတို့ဝိဇ္ဇာဆိုတာကမသိဘူးမှန်ပါသင်္ခါရဆိုတာပြုပြင်မှုသင်္ခါရကဘုံညာပြီးသင်္ခါရအဘုံညာပြီးသင်္ခါရဆိုတော့ကုသိုလ်လည်းပါတယ်အကုသိုလ်ဆိုတဲ့ဆူတောင်းလည်းပါတယ်ကုသိုလ်လည်းပါတယ်အကုသိုလ်ဆိုတဲ့ဘုံဘဝနှစ်သက်တဲ့တဏှာဆူတောင်းကိုပါပါဒါကသင်္ခါရပြည့်စရာကျတော့ဝိညာဏဆိုပြီးဒီကလာယခုစိတ်ဝိညာဉ်ပေါ်ဗျာမှန်ပါဗျာပရိသေဝိညာဉ်ပေါ်တယ်ဆိုတာမှိုက်တယ်ပေါ့မှန်ပါဝိညာဉ်ပေါ်လို့ရှိရင်တွဲပြီးဒီကလာဒီကဓမ္မတို့နာယုတ်တို့သလယနာဖတ်တဝေဒနာဆိုတဲ့ဒီ၅ပါးပေါင်းနေပါတော့ဗျာမဖြစ်ပါဘူးဒီ၅ပါးစုလို့ဒီကဓမ္မတွေမှတ်မိကြဒါလူတိုင်းမှာလည်းဒီ၅ပါးပေါ်မှာမှန်ပါဗျာဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏဥဒ္ဒလနာဖတ်တဝေဒနာမှန်ပါမပေါ်ဘူးလားပေါ်ပါဘူးကဲဒီဘက်ကဒါကလူတိုင်းမှာပဲထားပါလူတိုင်းမှာလည်းဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏဥဒ္ဒလနာဖတ်တဝေဒနာပေါ်တယ်မှန်ပါတပည့်ကြဟိုဘက်ကလူမိုက်မှာလေတဲ့ဘဒုမဆိုးတတ္တဝါချင်းအတူတူပဲဝိဇ္ဇာကြောင့်သင်္ခါရဖြစ်မှာပဲသူလည်းထူးရလားထူးပါဘူးသင်္ခါရကြောင့်ခန္ဓာနယုတ်ဆိုဝိညာဏဥဒ္ဒလနာဖတ်တဝေဒနာဆိုတဲ့၅ပါးလာရမှာလာပါမလာဘူးလာပါဘူးဒါဖြင့်လာဖို့မှလူမိုက်တဲ့လူတွေမှာဘာထူးထူးထူးပါဘူးလာဘူးလာဖို့မှအတူတူပဲဆိုတော့ရှင်းတတ်ကြကောင်းပြီလာဖို့မှအတူတူပါပဲတရားဓမ္မတို့၅ပါးဘုံပေါ့ဗျာဒါ၅ပါးဘုံပေါ့တရားဓမ္မတို့ဘုန်းကြီးဘက်ကလူတွေမှာအဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဆိုတဲ့ခန္ဓာ၅ပါးပေါ်ဟုတ်ပါဘူးသဘောကျလူမိုက်မှာလည်းအဝိဇ္ဇာသင်္ခါရကြောင့်ဘာပေါ်ခန္ဓာ၅ပါးဝိညာဏသလနာဖတ်တဝေဒနာဆိုတဲ့ခန္ဓာ၅ပါးပေါ်ဘူးဟုတ်ပါဘူးတရားဓမ္မတို့လာဘုံမှာအတူတူပဲသဘောကျကြသဘောကျလားလာဘုံမှာအတူတူပဲဆိုတာရှင်းတတ်ဒါအတိတ်ဘဝကဝိဇ္ဇာသင်္ခါရဒါလည်းဝိဇ္ဇာသင်္ခါရဝိဇ္ဇာသင်္ခါရကြောင့်ခန္ဓာ၅ပါးဆိုတဲ့ဝိညာဏဥဒ္ဒလနာဖတ်တာဝေဒနာပေါ်တာပဲလူမိုက်မှာရောပေါ်တာပဲဆိုတာဓမ္မတွေကောင်းကောင်းရိပ်မိကောင်းကောင်းရိပ်မိကြပါလို့ဆိုတာလေးစားစွာနဲ့အခုသတိပေးနေတယ်ဘုရားရှင်ကိုရမကြီးကိုယ်တိုင်လူမိုက်နဲ့လူတွေမှာဒီကားလို့ဆိုလို့ရှိရင်ဗာများထူးဆုံးกว่าတဲ့လူမိုက်လည်းအဝိဇ္ဇာတဏှာကြောင့်အဝိဇ္ဇာတဏှာဆိုတာသင်္ခါရပေါ့ဗျာအဝိဇ္ဇာတဏှာတို့ကြောင့်ခန္ဓာဖြစ်တာပဲกว่าလူတွေမှာလည်းအဝိဇ္ဇာတဏှာကြောင့်ခန္ဓာဖြစ်တာချင်းတော့ဘာထူးသေးတယ်မထူးပါဘူးဩဒါဖြင့်လူမိုက်နဲ့လူတွေမှာဒီလာဘုံမှာမထူးပါဘူးဆိုတော့ပေါ်သွားပေါ်ပါဘူးဥအောင်ဘယ်လိုပေါ်သွားလာဘုံထူးပါဘူးကောင်းပြီဒါဖြင့်ဘယ်နေရာများလူလိမ္မာထူရမှာပါလိမ့်မလဲလူမိုက်နဲ့လူလိမ္မာထူရမှာပါလိမ့်မလဲလို့မေးတဲ့အခါကျတော့ဟောဒီဘက်က1နဲ့ဒီဘက်ကလည်း1နဲ့ဒီလာဘုံဆိုတဲ့အတိတ်ဘဝကမထူခဲ့ကြဘူးထူပါရဲ့အတိတ်ဘဝကမထူခဲ့ဘူးမထူခဲ့ပါဘူးဝိဇ္ဇာသင်္ခါရကြောင့်ဒီပဲမှန်ပါရှင်းမလားရှင်းပါဘုရုကြောင့်မလဲဝိဇ္ဇာသင်္ခါရဒီဘဝလည်းတခါဝိညာဏဥဒ္ဒလနာဖတ်တဝေဒနာဆိုတဲ့ခန္ဓာ၅ပါးပေါ်တာကောတဲ့လူမိုက်လည်းပေါ်တာပါပဲกว่าလူအိမ်မှာလည်းပေါ်ပါဗျာဘာလပဏိတသုတ်တဲ့ဓမ္မတွေလူမိုက်နဲ့လူအိမ်မှာသေချာငါခွဲပြီးဒီကလာမင်းတို့ရှင်းလင်းပြမယ်ဆိုပြီးဒီကလာဟောတဲ့သို့လို့သေသေးချာချာမှတ်ပါကောင်းပြီတဲ့တခါဒီပုဂ္ဂိုလ်ဟာလည်းတဲ့ဒီဝိညာဏဥဒ္ဒလနာဖတ်တဝေဒနာဆိုတဲ့ခန္ဓာ၅ပါးဒီဝေဒနာလည်းတဲ့
လူမိုက်မှာလည်းဒုက္ခပေါ်တာပဲတဲ့ဒီဘဝမှာချမ်းသာခြင်းရဲ့ဆိုတာမလားဘူး လာပါပါဗျာ လူလိမ္မာမှာလည်းချမ်းသာခြင်းရဲ့ဆိုတာ လာပါပါဗျာ လူမိုက်လည်းချမ်းသာခြင်းရဲ့လာတာပဲလူလိမ္မာမှာ ဒါဖြင့်ဒီဘဝနဲ့ဒီနေရာမထူးကြသေးဘူးပေါ့ဗျာ မလာပါဘူး ထူးကလားမထူးပါဘူးဒီနေရာနဲ့ဒါရှိပါသေးတယ်တရားဓမ္မတို့ဒါဖြင့်ဒါအမတန်ဘုရားသခင်ကိုရမကြီးအရေးကြီးတဲ့ချက်မှုတရားဓမ္မတွေအရေးကြီးတယ်လို့ဟောနေတယ်လို့မှတ်ပါနော်ရေးကြီးတဲ့ချက်မှုရေးကြီးတယ်လို့ဟောပြီးဒီကရနေတော့တယ်ဆိုတဲ့ဥစ္စာဥဝါတို့သံဃာမရှိပါနဲ့ ရှိပါဘူး ဒါဖြင့်ကွာဘာထူးမလုံးလို့မေးတာတရားဓမ္မတွေနားလည်မှုကိုဘုန်းကြီးရှင်းပေးရလို့ရှိဘုရားဟောတော်မူတာကိုတရားဓမ္မတွေနားလည်အောင်ရှင်းပေးရလို့ရှိရင်လူမိုက်နဲ့လူလိမ္မာမှာလာပုံကတော့ဖြင့်အတူတူပဲတပတ်ကြဝိဇ္ဇာသင်္ခါရကြောင့်လာကြတာကြီးပဲ မှန်ပါဗျာ လူမိုက်လည်းဝိဇ္ဇာသင်္ခါရကြောင့်ခန္ဓာဖြစ်တာပဲလူလိမ္မာရော ဝိသကိစ္စပါဗျာ ခန္ဓာဖြစ်တာကြီးပဲဆိုတော့ကောင်းကောင်းကျင့်납 ဒီနာပါဗျာ ဒီဘုရားလည်းကောင်းတာလည်းခံစားကြတာပဲဆိုးတာလည်းခံစားကြတာပဲလူလိမ္မာလည်းကောင်းတာလည်းခံစားကြရတာပဲလူလိမ္မာမို့လည်းရှင်ကြိုက်တဲ့ဒုက္ခဝေဒနာခံစားရတာပဲမခံစားရဘူးလားခံစားရတာကြီးပဲဒါပြန်လူမိုက်လည်းရှင်ကြိုက်တဲ့ဒုက္ခဝေဒနာခံစားရတာပဲလူမိုက်လည်းအိုက်တဲ့ခါရက်ကလေးခတ်တဲ့ခါဒုက္ခဝေဒနာသူခံစားရတာပဲ မှန်ပါဗျာ လူလိမ္မာလည်းရက်ကလေးခတ်တဲ့ခါ ဒုက္ခဝိသကိစ္စပါဗျာ ဘာထူးသေးတော့တဲ့တပည့်ကြဒါဖြင့်တရားဓမ္မတို့လာတယ်ရှိတယ်သွားတယ်သုံးမျိုးဖတ်လိုက်တာလာတယ်ရှိတယ်သွားတယ်တပည့်ကြဒါကလာတဲ့အတိတ်ကြောင့်ကလာခြင်းအကြောင်းဒါကရှိနေတဲ့သဘောဒီဘက်ကျတော့သွားရမယ်အကြောင်းမရှိဘူး ရှိပါဗျာ ကောင်းပြီဒါဖြင့်တရားဓမ္မတို့လာပုံမှာတူပါတယ်တဲ့ဒကာဓမ္မသွားရမယ်ခရီးမတူဘူးတဲ့တပည့်ကြ မှန်ပါဗျာ လာပုံမှာတူတယ်နေပုံမှာတူတယ်သွားရမယ်ခရီး တူပါဗျာ သွားရမယ်ခရီးကလူမိုက်ကဒကာဓမ္မတို့ပြိဿရိနေမှုအုံမှုနာမှုလမ်းသွားရမယ် မှန်ပါဗျာ လူလိမ္မာကပြိဿရိနေမှုအုံမှုနာမှုချုပ်တဲ့လမ်းသွားရမယ်ရှင်းမလား ရှင်းပါဗျာ အော်လာပုံမှာတူတယ်နေပုံမှာတူတယ်ထားပါအောင်သွားပုံကြတာ မှန်ပါဗျာ လူမိုက်ကအုံမှုနာမှုတေမှုဘက်ကိုပရိသေနေမှုဆင်းရဲအုံမှုဆင်းရဲနာမှုဆင်းရဲဆိုတဲ့ဒုက္ခသစ္စာလမ်းသွား မှန်ပါဗျာ တပည့်ကြလား မှန်ပါဗျာ လူလိမ္မာကဒုက္ခရဲ့အဇာတိန်ဆိုတဲ့ပရိသေမနေယအာဇရံဆိုတဲ့အာဇရာဆိုတဲ့မအိုရအမတန်ဆိုတဲ့မသေးရဩလူလိမ္မာကပရိသေနေမှုအုံမှုနာမှုတေမှုမရှိတဲ့နေရာကိုရောက်တယ်တပည့်ကြလူလိမ္မာကတော့ဖြင့်ဒကာဓမ္မတို့ပြိဋိနေမှုအုံမှုနာမှုသေမှုမရှိတဲ့စီရောက်တယ်လူမိုက်ကတော့ပြိဋိနေမှုအုံမှုနာမှုသေမှုရှိတဲ့စီကိုရောက်ရတယ်တပည့်ကြကောင်းပြီလူမိုက်နဲ့လူလိမ္မာအလားမတူတဲ့အနေမှာမတူတဲ့အတွက်ဒကာဓမ္မတို့အသွားမှာမတူဘူးဆိုတာမှတ်လိုက်တာ မှန်ပါဗျာ ဒါဖြင့်အလားမတူတဲ့အနေမှာမတူတဲ့အတွက်အသွားမှာမတူဘူး မှန်ပါဗျာ ရှင်းကြ ရှင်းပါဗျာ တရားနဲ့ခဲလို့ခိုင်းနဲ့ခမ်းမှန်မဲ့တရားဓမ္မတွေနားလည်မှုရှင်းထားပြီးပြောကြားနေတယ်ဆိုတာမှတ်ရမယ် မှန်ပါဗျာ လူမိုက်တဲ့လူတွေမှာလာပုံမှာတရားဓမ္မတို့ထူပါရဲ့လား မထူပါဘူးဗျာ ဝိဇ္ဇာတနာကြောင့်လာကြတာကြီးပဲ မှန်ပါဗျာ အတိတ်ဘဝကလာပုံကအတူတူပဲပြစ္ဆုတ်ပံဘဝမှာဖြင့်အနေမှာထူးကြလိမ့်မယ်ပေါ့ဗျာ မှန်ပါဗျာ အနေမှာထူးကြတဲ့အတွက်အသေးမှာဖြင့်ထူးမှာပဲ ထူပါဗျာ မဆိုရဘူး ဆိုပါဗျာ ဘာလို့လဲဆိုလို့ရှိရင်ဖြင့်အနေမှာထူးတဲ့အသေးမှာဆိုတော့လူမိုက်တယ်လို့ရှိရင်ဇာတိဇရာမရဏလမ်းသွား မှန်ပါဗျာ လူလိမ္မာတယ်လို့ရှိရင်ဇာတိဇရာမရဏချုပ်ရလမ်းသွား မှန်ပါဗျာ မထူးချဘူးလား ထူပါဗျာ ကိုင်းလာကတရားဓမ္မတွေအခုလူမိုက်နယ်တွေမှာနှလုံးခွဲပြပြီးဒီကလာချမ်းသာပြီးဒီကလာထားပါပြီဆိုတာဖြင့်သဘောကျကြပါလား သပါဗျာ ဒါဖြင့်တရားဓမ္မတွေလာဘုံမှာတူတော့သွားဘုံမှာမတူအောင်လုပ်ရလိမ့်မယ်ဆိုတာဟာခင်ဗျားတို့စိတ်ကူးပြောင်းကြတော့ မှန်ပါဗျာ ဟ
တော့ကြ မှန်ပါဗျာ လာဘုံတော့ဖြင့်မထူးပါဘူး မထူပါ သွားဘုံလေးထူအောင်ဘာလို့ကြ ဘူးဒီကြောင်ဟုတ်တယ်ဗျာ အလုပ်ပြောင်းရလိမ့်ဗျာ မှန်ပါဗျာ ဘယ်လိုပါလဲ အလုတ်ပြောင်းရလိမ့်မယ်လို့သေသေးချာချာမှတ်စမ်းပါဘာပြောင်းရမှာအလုတ်ပြောင်းရမယ်ဆိုတာသေသေးချာချာမှတ်ပါအလုတ်ပြောင်းတဲ့အခါကျတော့ဩလာတဲ့ရှိကပြောင်းလို့လည်းမဖြစ်တော့ဘူးပြီးခဲ့ပြီနေတဲ့ရှိကပြောင်းမှာ မှန်ပါဗျာ တပည့်ကြဘယ်ကနေပြောင်းကြ နေတဲ့ဗျာ နေတဲ့ရှိကပြောင်းမှသာလင်တဲ့ဒကာဓမ္မတို့အသေးကောင်းမဲ့ရဲ့ဆိုတဲ့အဓိပ္ပာယ်ရမှာပေါ့ဗျာဒါဖြင့်အနေပြောင်းမှသာလင်ဒကာဓမ္မတို့အသေးကောင်းတော့မယ် မှန်ပါဗျာ အနေပြောင်းမှ အသေးကောင်းပါဗျာ အနေပြောင်းမှ အသေးကောင်းပါဗျာ ပေသေးချာချာမှတ်ပါလာဘုံမှာတူတယ်နော်နေဘုံမှာမတူမှသေဘုံမှာခြားနာမယ် မှန်ပါဗျာ သဘောကျလာဘုံကတော့ဖြင့် မှန်ပါဗျာ ဘယ်ဒီဃာရမတွေဘုန်းကြီးလည်းအတူတူပဲဒီဃာရမတွေလည်းအတူတူပဲအဝိဇ္ဇာတဏ္ဍာနဲ့အဝိဇ္ဇာကဖုံးလုံးတဏှာကဘုံဘဝလိုချင်လို့ဒီဘဝခန္ဓာ၅ပါးရကြတယ်မရကြဘူးလား မှန်ပါဗျာ ရနေကြတယ်တဲ့ဒီခန္ဓာ၅ပါးထဲမှာယခုရတဲ့ခြင်းနဲ့အတူတူပဲတဲ့အနေမှာအတူတူဖြစ်ပြီးဒီကလာနေကြတယ်အလားမှာအတူတူအနေမှာပြောင်းလဲတဲ့သဘောလေးခမရတဲ့จิตတို့စဉ်းစားဖို့အရေးကြီးလာပြီ မှန်ပါဗျာ မကြည့်ဘူးလား ကြည့်ပါဗျာ အနေမှာစဉ်းစားရမယ်နော်အနေမှာစဉ်းစားရမယ်လို့ဒကာဓမ္မတွေကိုယ်ရေးကိုယ်သိအောင်ဘယ်အချိန်မှတို့စဉ်းစားရမှာတော့ဆိုတာလည်းပေါ်ပါလား မှန်ပါဗျာ အနေတဲ့အချိန်နေတဲ့ချိန်မှာစဉ်းစားရ မှန်ပါဗျာ သဘောကျလား ကြပါဗျာ နေတဲ့ချိန်စဉ်းစားမှအသေးမှကြွားချကြမယ် မှန်ပါဗျာ လူမိုက်သေးတော့ဇာတိဇရာမရဏလမ်းသွားမယ် မှန်ပါဗျာ လူလိမ္မာသေးတော့ဇာတိဇရာမရဏချုပ်ရသွားမယ်ရှင်းမလား ရှင်းပါဗျာ ဩဒါဖြင့်အနေမှာပြင်လိုက်ရလို့ရှင်းဖြင့်တဲ့အသေးမှာဖြင့်ချမ်းသာမှာပဲ မှန်ပါဗျာ အနေမှာမပြင် မှန်ပါဗျာ ဒါဖြင့်ဒကာဓမ္မတို့လူတိုင်းနေတယ်လို့နေလို့ဖြင့်မတော်ပါလား မှန်ပါဗျာ ဘယ်လိုစဉ်းစားကြ မလိုက်ဘူးတော့ပါဗျာ လူတိုင်းနေတယ်လို့နေလို့ဖြင့်မတော်ပါလားဩသူတို့လည်းဘွဲစားဘွဲယုံလုပ်ပြီးကြလားဘွဲယုံဘွဲစားလုပ်ပြီးကြလားနေကြတယ်ငါတို့လည်းဘွဲစားဘွဲယုံဖြစ်နေအထေရောင်လို့ရကန်ထောင်းလို့နေကြတာပဲပရိယေသနာလုပ်ကြတာသူတို့လည်းပရိယေသနာလုပ်တာပဲငါတို့လည်းပရိယေသနာလုပ်တာပဲပရိယေသနာလုပ်ကြခြင်းတော့ဖြင့်အတူတူပဲအလုံးမှာပရိယေသနာကိစ္စအတွက်ရှားကြတာချင်းအတူတူဖြစ်ပြီးတကလားနေကြတော့ဒီဟာလေးတွေကနေပြီးဖြစ်ဆွတ်တာလေးပြောင်းရလို့ရှိရင်ဖြင့်သွားရခရီးမှာလည်းပြောင်းပြီးသားဖြစ်ကြမှာပဲ မှန်ပါဗျာ ဒီလိုမပြောင်းတော့ပါဘူးတပည့်တော်ထုံးစံအတိုင်းပဲဗျာသူလည်းရှာစားတာပဲကိုယ်လည်းရှာစားတာပဲရှာစားတာနဲ့အသေးခေါင်းနဲ့ဝင်ကြမယ်ဆိုလို့ရှိရင်ဖြင့်လူမိုက်တွေကြီးဖြစ်ပြီးဇာတိဇရာမရဏဒီကိုယ်ပိုင်ပစ္စည်းဖြစ်ကြမှာပဲ မှန်ပါဗျာ မဆုံးနိုင်ဘူးလား ဆိုနိုင်ပါဗျာ ကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေယခုချိန်ဆရာဘုန်းကြီးဒီဓမ္မတွေဘယ်လိုများစိတ်ထားပြင်းစေခြင်းလို့ဣဘာလပဏိတတုတ်ဆိုတာကြီးကိုနိဒာနဝကတန်ရုပ်ပါလိတော့ဘာလပဏိတတုတ်ကိုဘယ်နဲ့ကြောင့်ဟောနေပါလိမ့်မလို့ဆိုအနေပြင်းစေခြင်းလို့ပါလား မှန်ပါဗျာ ဘုရားကော ဒီလိုမျိုးပါဗျာ ဓမ္မတွေအခုအသေးကမရှိသေးဘူးပေါ့ဗျာအနေနဲ့အခုနေကြသေးတာကိုဗျ မှန်ပါဗျာ အနေနဲ့အနေနေနိုင်လေလို့ဒီတရားပွဲကိုဓမ္မတွေဆရာသမားလာတယ်ဆိုပြီးတော့ခင်ဗျားတို့ကြိုးစားပြီးတဲ့ကလာကြတာပဲနေနိုင်သေးတဲ့နေနိုင်တဲ့အချိန်ကိုဗျ မှန်ပါဗျာ ဒါဖြင့်ဒီနေချိန်မှာပြင်ရလိမ့်မယ် မှန်ပါဗျာ ဘယ်လိုပါလဲ ဒီညဒီမှာပြန်ပါဗျာ အလားမထူးပဲမဲ့လေဓမ္မတို့အနေမှာပြင်ရလိမ့်မယ် မှန်ပါဗျာ ဓမ္မသာလင်တဲ့အသေးကြတော့သေရချင်းတူညာဆိုတော့ဟိုကသေပြီးပြိတ္တိနေတယ် မှန်ပါဗျာ သေပြီးပြိတ္တိနေတဲ့ပုဂ္ဂိုလ်ကလူမိုက် မှန်ပါဗျာ သေပြီးကြတာပြိတ္တိချုပ်ငင်းယူသိတဲ့ပုဂ္ဂိုလ်ကလူလိမ္မာဒါဖြင့်ဓမ္မတို့ဘယ်အချိန်ကအရေးကြီးနေပါလိမ့်မလို့ဆိုတော့နေချိန်ပြင်မှုကအရေးကြီးနေပါလား မှန်ပါဗျာ ဘယ်လိုမှတ်ကြ ဒီလိုမျိုးပါဗျာ နေချိန်မှာပြင်မှုအရေးကြီးပါပြီဆိုတာဘုန်းကြီးဓမ္မတွေလေးလေးစားစားမှတ်စေခြင်းတယ် မှန်ပါဗျာ အခုဒါအားလုံးနဲ့ဆက်ဆံတဲ့တရားလို့ပဲတက္ကဝတို့မှတ်ကြစမ်းပါ မှန်ပါဗျာ
အခုချိန်မှာနေချိန်မဟုတ်လားမတည်သေးတော့နေတဲ့ချိန်နေတဲ့ချိန်မှာပြင်ဖို့ပြင်ကြရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဘုရားသိစီလို့လေနေတဲ့အချိန်မှာသေမပြင်မယ်ဆိုတော့ပြင်လို့မရဘူးနေချိန်မှာပြင်ကြပါဘယ်လိုအဓိပ္ပာယ်ရပါလိမ့်နေချိန်မှာပြင်ရမယ်လို့သဘောကျကောင်းပြီဒါဖြင့်လူမိုက်တဲ့လူတွေမှာဘာထူးလဲကွဘုရားကအိုးလူမိုက်လဲဝိဇ္ဇာတဏှာကြောင့်ခန္ဓာ၅ပါးဖြစ်ပြီးဒုက္ခဒုက္ခခံစားတာပဲလူတွေမှာလည်းဝိဇ္ဇာတဏှာကြောင့်ဖြစ်ပြီးခန္ဓာ၅ပါးပေါ်ခန္ဓာ၅ပါးပေါ်ပြီးဒုက္ခဒုက္ခခံစားတာပဲသဘောကျခံစားတာကျရင်ဒူဒူပဲကြွားတယ်အဲ့ဒါကထူးသလုံးလို့ရမ်းနေမေးလိုက်ဘုရားကအရှင်ဘုရားပြမသိရမယ်ဗျာရှင်ဘုရားဆုံးမမှာပဲနားထောင်မှာပုဂ္ဂိုလ်တွေဖြစ်ပါတယ်ကတ္တဝဘုရားလက်ထက်ကလေးကဒီတရားမပေါ်လာပါဘူးဗျဒီထူးမျိုးကိုအရှင်ဘုရားပြောမှာပဲသိရမယ်တရားဒီဖြစ်ပါတယ်ကတ္တဝဘုရားလက်ထက်ကလေးကစပြီးကြလားဒီပရိစ္ဆေသမုပ္ပါဖြစ်စဉ်ကြီးလူမိုက်လူနေမှာပရိစ္ဆေသမုပ္ပါရှင်တူပါရသားနဲ့နောက်ထူးသွားတယ်ဆိုတော့ကတ္တဝဘုရားလက်ထက်ကလေးကတပည့်တော်မကြားခဲ့ရပါဘူးအခုရှင်ဘုရားကလူမိုက်တဲ့လူတွေမှာဘာထူးလို့ဆိုရမေးရပြန်ဒီပရိစ္ဆေသမုပ္ပါနှစ်ခုဘာထူးလို့မေးတာပဲရိပ်မိကြလားဒီပရိစ္ဆေသမုပ္ပါနှစ်ခုကဘာထူးလို့မေးတာပဲလူမိုက်လည်းပရိစ္ဆေသမုပ္ပါတိုင်းသက်ရှင်နေတာကိုလူတွေငောလူတိုင်းသက်ရှင်တယ်ဟောတာသက်ရှင်နေတဲ့တရားတွေပဲသဘောကျအဲ့တော့ကတ္တဝဘုရားလည်းကကိုယ်ပိစိကလည်းလာခဲ့ပါလေရှင်ဘုရားဒါကြောင့်ရှင်ဘုရားသာလင်ဆုံးမရှင်ဘုရားသာလင်တွန်းတင်ပိစိကလာတပည့်တော်များလူမိုက်တဲ့လူတွေမှာထူးဖို့ပြောပါတော့ဆိုတော့အိုးငါသေချာရှင်းပြရမှာကွာလေလူမိုက်လည်းဝိဇ္ဇာတဏှာကြောင့်ခန္ဓာဖြစ်တာပဲတဲ့လူတွေမှာလည်းရင်ဖြစ်တဲ့ဘဝမှာလည်းလူမိုက်လည်းဒုက္ခဒုက္ခခံစားတာပဲတဲ့လူတွေမှာကွာတဲ့ထူးပုံနေမနဲ့ရှင်းရလို့ရှင်းမယ်လူမိုက်ကအဝိဇ္ဇာကုန်ပြီးတကလားတဲ့တဏှာချုပ်အောင်လုပ်နိုင်တယ်ကွာလေလူတွေမှာကနေစေခိုက်တယ်အဝိဇ္ဇာကုန်ပြီးတဏှာချုပ်အောင်လုပ်နိုင်တယ်ကွာလူတွေမှာကလူမိုက်ကနေစေခိုက်တယ်မှာအဝိဇ္ဇာကုန်တဏှာချုပ်အောင်မလုပ်နိုင်ဘူးကွာဒါကွာဟိအမတော်ရေးကြီးပါလားဥစ္စာနောက်ကဓမ္မတွေအရေးတယ်ဆိုတာဒီဟာလေးဟာတော့ဘုရားခင်ကရုဏာကတ္တဝဘုရားလည်းတခါကွဲလာတာဘုရားပွင့်လို့ဒီတန်လေးထွက်လာဘုရားပွင့်လာဒီတန်လေးထွက်လာနမောခင်ဗျားတို့ဒီလန်းကြီးပဲသွားနေတာတပည့်ကြလူမိုက်ကတော့ကွာတဲ့အဝိဇ္ဇာကုံအောင်တဏှာချုပ်အောင်မလုပ်နိုင်ဘူးကွာလူတွေကတော့အဝိဇ္ဇာကုံပြီးတဲ့ကလည်းတဏှာချုပ်အောင်လုပ်နိုင်တယ်ကွာအဲ့ဒါထူသွားတာဒါကြောင့်အသေးကြတော့ကွာတဲ့လူမိုက်ကပရိသေဇာတိဇရာမရဏပြန်ရတယ်ကွာတပည့်ကြလူတွေကတော့ပရိသေဇာတိဇရာမရဏတွေချုပ်တယ်ကွာပရိသေချုပ်တဲ့နိဗ္ဗာန်ပေါ့ဗျာဇာတိချုပ်တဲ့နိဗ္ဗာန်အဇာတိန်လို့ဘုရားဟောတာဘူးဇာတိချုပ်တယ်လဲဇရာချုပ်တယ်ဗျာတိချုပ်တယ်မရဏချုပ်တယ်လူတွေကတော့ကွာတဲ့အဝိဇ္ဇာကုန်ပြီးတဏှာချုပ်အောင်လုပ်တဲ့တွေ့ဇာတိဇရာမရဏချုပ်ရရောက်ကွာဒကာဓမ္မတွေတရားတော်တော်လေးပေါ်လာပါပြီတော်တော်ပေါ်လာပါပြီတဲ့ဩဒီနေ့ဒကာဓမ္မတွေတော်တော်ဖုတ်တန်တဲ့လာဘုံမှာတူပြီးဒီကလာအနေမှာမတူအောင်လုပ်ရတော့မယ်ဒါမှသာလဲအသေးမှာပြိဋ္ဌိရတာနဲ့မရတာထူးခြားမယ်ဆိုတာပေါ်လာဟုတ်အောင်ပေါ်လာနောက်ကဓမ္မတွေပေါ်သေးဘူးလားသေးချာချာစဉ်းစားပါခင်ဗျားတို့ကသူများလည်းဒီလိုနေကြတာပဲဒီလိုရောက်ဒီလိုပဲဒီလိုသိကြတာပဲကျွတ်တို့လည်းဒီလိုရောက်ဒီလိုပဲဒီလိုနေပြီးဒီကလာဒီလိုသိကြမှာဒီလိုသိကြမှာပဲဒါထုံးစံကြီးဖြစ်နေတယ်လို့ဆိုတော့ဘုရားထုံးစံမဟုတ်ပါဘူးကွာလူမိုက်ပရိစ္ဆေသမုပ္ပါတစ်မျိုးပါလူလိမ္မာဤပရိစ္ဆေသမုပ္ပါကမျိုးပါလူလိမ္မာဤပရိစ္ဆေသမုပ္ပါကနောက်မဆက်ဘူးကွာတဲ့နောက်ဇာတိဇရာမရဏမလာဘူးရှင်းမလားရှင်းပါပြီလူမိုက်ပရိစ္ဆေသမုပ္ပါကနောက်ဇာတိဇရာမရဏတွေလာပြီးဒီကလာအကုန်ပြန်ဝိုင်းပြန်တယ်ထူးကြပါလားထူးပါဗျာသေးချာချာနာကြီးနဲ့ထောင်ပါဆိုတာအလုံးငယ်ဓမ္မတို့အခုဆရာဘုန်းကြီးကဒ
ဒီဃာရမတွေဆုံးမတွင်တင်ပြီးဒီကလာနေလိုက်တာကိုမိုက်တဲ့အချိန်ကိုသိပါစေတော့ဆိုတာတခါလဲပေါ်ပြောတာ မှန်ပါဗျာ ဘယ်လိုများပြောပါလဲ ကိုမိုက်တဲ့ရှင်ကိုသိပါစေတော့ပြောပါဗျာ လူလုံးကားရတဲ့အဝိဇ္ဇာကုန်ပြီးဒီကလာတဏှာဝိဇ္ဇာကုန်ပြီးဒီကလာတဏှာချိုးအောင်လုပ်နိုင်တယ်ကွာဒီခုပြစ္ဆုတ်ပံပွား မှန်ပါဗျာ ရှင်းမလား ရှင်းပါပြီ လူမိုက်ကတော့ဝိဇ္ဇာလည်းမကုန်တဏှာလည်းချိုးအောင်မလုပ်နိုင်တဲ့အတွက်နောက်ဇာတိဇရာမရဏတွေပြန်ပြီးဒီကလာရနေတယ်ကွာဩဒါဖြင့်ဒီပုဂ္ဂိုလ်ဒုက္ခတွေကလာဒုက္ခတွေပဲဆင်းမြင်တာကို မှန်ပါဗျာ သဘောကျ ရပါဗျာ ဒုက္ခတွေကလာပြီ ဒုက္ခတွေလာပြီ ဇာတိဇရာမရဏဇာတိကလာပြီးဒီကလာနောက်ဇာတိတွေပြန်ဆင်း မှန်ပါဗျာ သူလာတော့ကလည်းဇာတိဒီဘဝဇာတိကစလာ မှန်ပါဗျာ သေတော့လည်းပဲပြန်ဆင်းပါလေ ဒါရှိပါဗျာ ဩအလာမှာဆင်းရင်အရောက်မှာလည်းဆင်းရဲဆင်းရဲလက်စမတတ်တာလူမိုက် မှန်ပါဗျာ ရှင်းည မှန်ပါဗျာ ဆင်းရဲလက်စမတတ်တာ လူမှန်ပါဗျာ အလာမှာဆင်းရဲပဲမဲ့နောက်ကြတော့ဖြင့်